နီတော်တွေပေါ်များတဲ့အာရခဒေတာမှာ ULA ကပြည်မနဲ့နိုင်ငံခြားကအရက်ပီယာတွေကိုတောက်သုံးရောင်းချခွင့်ပိတ်ပင်လိုက်ပြီးနောက်ဒေတာထွက်ဒနီတွေဟာရောင်းအားကောင်းလာခဲ့ပါတယ်။အာရခဒေတာမှာပေါ်များပြီးအရသာရှိတဲ့ဒနီတွေကိုဘယ်လိုထုတ်လုပ်ပါသလဲအစရှိတာတွေကိုတင်ဆက်ပေးတော့မှာပါ။လာမယ့်ဆောင်ရသည်ဟာဆိုရင်ဒနီရီအရှုဆုံးရသည်လေးဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒနီရီကိုစားပြီးလုပ်မယ်ဆိုရင်ဒနီတီရီအရေးတီချိန်မှပဲလုပ်လို့ရပါတယ်။ဒနီတီရီအရေးတီလာတဲ့အချိန်မှာဒနီခိုင်ကိုအောက်သို့ကြောင်းညွှတ်ပေးထားရပါတယ်။ဒနီရီထုတ်လုပ်တဲ့နင်းကတော့ဒနီတီခိုင်ကိုဓာတ်နဲ့ဖြတ်ပြီးကျလာတဲ့အရေးတွေကိုဝါကြည်တောင်နဲ့ခံထားရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အုံးတွေကိုစားလို့ဖို့အတွက်အုံးခိုင်စားအရေမတေခံလုံးလို့မရပါအရေတေပြီးမှအရေတေလို့အတော့ရှိတက်ပြီးမှရန်ကိုညှွန်ရတယ်ဒနီတီခိုင်ကိုဓာတ်နဲ့မဖြတ်ခင်ဆေးရက်ကနေ15ရက်လောက်အထိအချိန်ယူပြီးခြေနဲ့နှင်ပေးရပါတယ်ဒနီခိုင်ကိုလည်းဖြတ်ချိန်နဲ့အချိန်ဖြတ်လို့မရပါဘူးဒီကြတဲ့အချိန်ဒီငိမ့်တဲ့အချိန်မှဖြတ်ရတာပဲဖြစ်ပါတယ်ခရီနာကြောက်ပြီးမှတခါဥမငေါ်ရဲတခါကြောက်ပါတယ်ငေါ်ရဲတခါကြောက်ပြီးမှတန်းထော်ရဲ3ရက်လောက်ငေါ်ရဲလောက်ကြောက်တယ်ဒီပြီးအနရဲ3ရက်တန်းပါတယ်ဒီပြီးကမှဖဲဖို့ခါဖရော့တီခါမှဖဲရပါရန်ဒနီရီကိုဝါကြည်တောင်နဲ့စားပြီးခံတော့မယ်ဆိုရင်အဲ့ဒီဝါကြည်တောင်တွေကိုဒနီရဲ့အနေကြအောင်3ရက်လောက်ဆက်တိုက်အနေထိုင်ထားပေးရပါတယ်ဒီကအုံးလေးလှုပ်ချံကြီးရန်ကျင်ကိုအနိတ်ခါရပါအနိတ်ခံတော့ရပါရအောင်3ရက်လောက်ကျင်လောင်ရပါတယ်ဒနီရီကိုအခါရီလှုပ်ပြီးတောက်လို့ရတယ်လို့အချိုရည်လှုပ်ပြီးလေးတောက်လို့ရပါတယ်အချွေလုံးမေးဆိုရင်တော့ဒီနေ့ရေခံမဲ့ဝါကြည်တောက်တွေကိုမီးဖုတ်ပြီးရေနဲ့တန့်စင်အောင်ဆေးပေးရပါတယ်ရရှောင်းကိုဦးလေကအခေါ်တွေလုံးလို့ရတယ်ဒီအရှိုးတွေလုံးချောင်းအရှိုးတွေလုံးလို့အရှိုးတွေဆိုတာကတွေကျိန်တိတန်းလုံးရတယ်ကျိန်ဖိုးရတယ်စီရတယ်ကျိန်ကိုဒီပိုင်းဒီဘယ်လိုရပါလဲအလွန်ရှုံမြပြီးလူအများကြိုက်နေတဲ့ကြတဲ့တခါရေကိုလေဒီတနည်းရေကပဲထုတ်လုပ်တာဖြစ်ပါတယ်သွေးတိုးရှိတဲ့သူတွေစားသုံးနိုင်တဲ့အပြင်ကျန်းမာရေးနဲ့လည်းညှိညွတ်တာကြောင့်အရသာရှုံမြသလိုဈေးလေးကြီးပါတယ်ဘာလို့ဈေးကြီးတာလဲဆိုရင်တော့ဒီနေ့ရေလီတာ20နီးပါးကိုချက်လုံးမှတကားရေ1လီတာကြော်ပဲရတာကြောင့်လေးဖြစ်ပါတယ်။ရောင်ဦးနေနာချိုရတကအချိုးရမတကတကားရေရှဲလို့ရပါသေးရင်ဟာဒီမှာတကားရေရှဲတီဦးလေးကိုညာနာတကားတွေကိုရှဲပြီးမှတကားရေတလုံးချဲကေဥခွနဲ့တလုံးချဲကေတပူးအပိုင်ရသံဘူးနာတလီတာဘူးနာတပူးလဲလောက်တန်ပါရဟန်းစားလက်ရှိဈေးကွက်မှာဒီနေ့ရေအခါးရေ1လီတာကိုငွေကျပ်2500ကနေ3000ချာအထိဈေးရှိပါတယ်ပြည်မနဲ့နိုင်ငံခြားကအရက်ဘီယာတွေကို ULA ကရောင်းချတောက်သုံးဖို့ပိတ်ပင်ပြီးနောက်မှာဒေတာထွက်ဒနီရီဆန်တို့နဲ့ချက်လုပ်တဲ့ဒေါ်ရဲတို့ဟာအစာတို့နေရာယူကတောက်သုံးသူများပြားလာခဲ့တာပါ